အဲ့ဒီအေးတောင်ကတော့ကန်ဆိုးတယ်မသိရင်အစားငရဲကြတယ်အဲ့ဒါသူထောင်ထဲရောက်တော့လေဟိုထောင်သားတွေတောက်ဖို့အတွက်ရင်နွေးဦးကြီးတွေမူပြဲတဲ့ကြီးတွေနဲ့ကြိုးတာရှိတယ်အဲ့ဒါသူကခုံမနဲ့တွေစီးပြီးတော့အဲ့ဒီရင်နွေးတွေကိုခတ်ပြီးတော့အလှဲ့ကျတိုက်ရတာလို့ဆိုတယ်အဲ့ဒီပွက်ပွက်ဆူတဲ့ရင်နွေးအိုးတွေကိုချီချောပြီးတော့လိမ့်ကြတာဗျာဟိုပခုတ်ကူနေမှာနော်အရက်မူးပြီးတော့ရွာထဲဆဲတော့သားကဆဲတာဓာတ်ကင်ပြီးတော့ဆဲတာဆဲတော့ဖေးဖြစ်တဲ့လူကမမှားတာမမှားရအောင်ဆိုပြီးတော့သားကိုရာသွမှုတွေကျွလွန်မိမှဆိုးလို့နောက်ကနေလိုက်ပြီးတော့ဆွဲတာရှေ့ကသားကအရက်ကမူးနေတာလက်ထဲမှာဓာတ်နဲ့လာဆွဲရပါမလားဆိုပြီးတော့နောက်လှည့်ပြီးတော့ရမ်းပလိုက်တာအဲ့ဒါအဖေကြီးပွဲချင်းပြီးသေရှာတယ်အဲ့ဒီတကားရဲ့နာမည်ကအေးတောင်းတဲ့တကယ်ဖြစ်ခဲ့တာနော်အဲ့ဒါထောင်ကြတယ်ပြင်စာနန္ဒီယကံထိုက်တယ်ဩဇာကောင်းတယ်နော်အဲ့ဒါအရက်ကြောင့်သူ့အဖေကိုသူချစ်မှာပါပဲအဖေမှမသိဘာမှမသိညာမှမသိမူးနေတော့လုံးမိလို့ရလုံးလိုက်တာအဲ့ဒီအမှားပြင်လို့ရသေးလားမရဘူးအဲ့ဒါသေရင်သေချာပေါ့ငရဲကြတယ်ပြင်စာနန္ဒီယကံအဲ့ဒီအေးတောင်ကတော့ကန်ဆိုးတယ်မသိရင်အစားငရဲကြတယ်အဲ့ဒါသူထောင်ထဲရောက်တော့လေဟိုထောင်သားတွေတောက်ဖို့အတွက်ရင်နွေးဦးကြီးတွေမူပြဲတဲ့ကြီးတွေနဲ့ကြိုးတာရှိတယ်အဲ့ဒါသူကခုံမနဲ့တွေစီးပြီးတော့အဲ့ဒီရင်နွေးတွေကိုခတ်ပြီးတော့အလှဲ့ကျတိုက်ရတာလို့ဆိုတယ်အဲ့ဒီပွက်ပွက်ဆူတဲ့ရင်နွေးအိုးတွေကိုချီချောပြီးတော့လိမ့်ကြတာဗျာအဲ့ဒီလူကနောက်တော့အဲ့ဒါဆေးရုံပေါ်ရောက်တော့ပူလောင်ပူကြီးတွေအများကြီးတွေဖြစ်အော်ဟစ်ပြီးတော့အဲ့ဒါသေသွားရောနော်အဲ့ဒါလိုမျိုးပြစ္ဆုတ်ပံမှာကြီးကျယ်တဲ့နောင်တတန်တရားမှာကြီးကျယ်တဲ့နောင်တတွေကိုရစေတတ်တာကအရက်သေးစားသည်လည်းပဲအဓိကကြတဲ့နေရာကပါတယ်ပြောဖို့ရအချိန်ကနေလိုက်တာဗျာဟင်းဒကာကြီးဒီမိုင်းမြဒီအရက်သေးစားနဲ့ပတ်သက်ပြီးတော့ပြင်မရတဲ့အမှားတွေမှားပြီးတော့နောင်တတွေနဲ့ပူဆွေးနေရတဲ့လူတွေအများကြီးရှိလိမ့်မယ်လို့ထင်တယ်ဟင်ဦးဇင်ကစိတ်တော်ကူးထားပါတယ်တစ်ချိန်ချိန်ကြရင်တော့ဒီသူရမေရယကံနဲ့ပတ်သက်ပြီးတော့တရားအကျေလေးတစ်ပုဒ်တော့ဟောဦးမယ်လို့ဟုတ်လားဒကာကြီးဒီမိုင်းမြအေးဒီကနေ့တော့အမြတ်ကလေးတော့ပြောတာနော်ဟိုဒကာကြီးတယောက်ပြောတဲ့စကားလေးမှတ်စရာကောင်းပါတယ်ဟုတ်လားပင်ကိုကမှအယူပါဆိုအမူးကထက်လာတယ်ဆိုမှတော့ကောင်းသေးလားမကောင်းနိုင်တော့ဘူးဟုတ်လားဒါကြောင့်နောင်တရเสียအကြောင်းတရားတွေအများကြီးရှိတဲ့အထဲကအဲ့ဒါတွေလည်းပဲတကြောင်အပါဝင်ပါလို့လူငယ်တွေကိုနားလေစေခြင်းတယ်ဟုတ်လားအေး